ဒီကောင်းလား ဟိုတကမင်းလာတဲ့မုံကြီးခွေးစားလို့မကုန်ဘူး စားလိုက်တော့လေတော်ကြမကောင်းဖြစ်တော့မယ် အငယ်မဆိုင်ဆွဲလုံးနေရှိပြီ ဘာလို့လဲ မသိဘူးရီးသားဘူးမေ့ရလား ကျွန်တော်ဒီနေ့ဒီပန်းခရဲနဲ့ပြန်တွေ့တယ်ကျွန်တော်တင်းနေကြဟိုတယ်မှာပဲလာတဲတာသူ့မျိုးသားနဲ့လာတာသူ့ကိုပြန်တွေ့တော့တမျိုးကြီးပဲခဏချက်ကြီးတော်တော်ဆိုးတယ်ပျော်လဲပျော်တယ်သူအိမ်အောင်ကြသွားပြီးတည်းကကျွန်တော်သူ့ Facebook တွေပါလေလုံးဝမကြည့်ပြတော့ဘူးမမြင်အောင်မနေတော့တာအခုပြန်တွေ့တော့တချို့ခံစားချက်တွေပြန်ပေါ်လာတယ်ဗျကျွန်တော်လည်းသူ့တစ်ခါတော့ပြန်တွေးချင်နေခဲ့တာဆိုတော့ မင်းအိမ်ပြန်တော့ ဗျာ သူကကအလုပ်ကြတယ်ပြီးနေတာဒီမှာတရက်လောက်ဝင်ရကြောပေါ့ ကျွန်တော်တပတ်ခါလောက်မှပြန်ဖြစ်မယ် ရှေ့ဘက်ဆက်တင်ပေါင်းဝင်ငါတော့ဒါပဲပြောရတယ်အငယ်မဆိုင်ကြထွက်နေညလေးသွားလိုက်ဦး ခဏလေးစောင့်ပြီးပါနော်ခဏလေးကြလို့ရှိရင်နှိမ့်မဲ့တက်တဲ့ဖိလေးလာပါလိမ့်မယ်ရှင်ဟုတ်ကဲ့ပါတမဝဲကဝါလာရင်နော်ဟဲ့သူအလောက်ကင်နေစင်ပြေရဲ့ပုံပဲသူလည်းလူပြိုးကြီးဖြစ်ပါပြီသိကြတယ်နင်းနဲ့သူနဲ့မတွေ့ရကြပြီမဟုတ်လားနင်းစင်ကာပူသွားကြရလားမသိဘူးဒါမဲ့ရန်ကုန်မှာတော့နင်းအောင်အလုပ်တွေတစ်ခါတလေလာတွေ့တာလို့လေနင်းစင်ကာပူမှာမင်းတဲ့နဲ့ချစ်သူဖြစ်သွားပြီးရဲ့နောက်ပိုင်းမှာသူ့ကိုမတွေ့ဖြစ်တော့အမှလားဆရာကတော့ဘယ်တော့ကတော့တွေ့လိုက်လားလို့လေငါတေချာမမှတ်မိတော့ကျောင်းတော့ကနေသူ့ကိုပါရလိုက်တဲ့ကိစ္စရောပြန်ပြောသေးလားရည်ရရနော် တငယ်ချင်းနေငါယောက်ျားရှိမှဒီမဝင်းเจ้าနေတိတ်မပြောနဲ့နော် အေးပါငါဒီတိုင်းရီစရာအနေနဲ့ပြောလိုက်တာပါ မပြောနဲ့တငယ်ချင်းငါမင်းတစ်ကိုရွက်ခြင်းလို့ဒီမဝင်းကိုဒီကစားပွဲတွေကိုဝင်ပါခိုင်းလိုက်မိတာမှားပြီလားတော့မသိဘူးဟာ အေးဟာဟုတ်တယ်ငါတို့ကသာမေးပြောက်ပြီးတော့ရှေ့ဆက်နေကြတာတချို့ကအတိတ်မှာပဲနေခဲ့ရင်ဒုက္ခ တရားဆောင်ပြီးတော့ပေးလာရဲ့ရင်ထဲထိရောက်ပြီးမှနာချေဒီတန်တရားရှိဒီခန္ဓာဒီတဲ့ရွေဒီလုံးနေ လူကြော်ထုတ်လို့ပါဗျာ ဘာဖြစ်အမိုက်ကမိုက်ပဲဒီကွာ စိတ်မူပါနဲ့ဒီမှာအမိုက်ကောက်မဲ့သူရှိပြီးသားပဲ မင်းအမိုက်ကမင်းသိမ်းရမှာလေတခြားသူမှတောင်းဝဲမရှိဘူး plastic အိမ်လေးပြစ်မိရခင်ဗျားကပြောမဆုံးဘူးပဲနော် ဒီ plastic အေးကြောင့်ဒီနေ့ကိုရေသက်တော်ကတသိန်းတော့တက်ဆုံးရှုံးနေရတယ်ငါဖက်ပူတယ်အဲ့ဒါတော့များကျင်ကြအောင် ကဲချင်မှာကျွန်တော်အောက်ရောက်ထုတ်လေးပြစ်လိုက်တာအဲ့ဒါတော့မှပြစ်ကြီးသွားတာ ကြီးတာဗောငါမင်းအမိုက်ကောက်ဖို့ပြန်အောင်နေလေမင်းမကြားအောင်ဆောင်နေလို့ငါကောက်ခဲ့ရတယ်ကော ခင်ဗျားကလေကျွန်တော်အပြစ်လိုက်ရှာနေရပဲ မင်းတို့ညောင်ညင်းကျင်တခြားမှာသွားညင်းကြပါလားဟဲ့ ကျွန်တော်မောက်စကားပြောဖို့လာတယ်ဒါတို့ဒီဘေးကခုနကကျွန်တော်အောက်ရောက်စားပြီးအမိုက်ပြစ်တာကိုပြောမဆုံးဘူး အေးလေအဲ့ကြောင့်ငါနားကြီးရတခြားမှာသွားပြောလို့ပြောနေရပေါ့ မာလည်းကျွန်တော်တမန်လုံးဟာတာရည်ပြောရှိလဲမယူငါကျွန်တော်လေတမန်တက်ချစ်တိုက်နေတော့အောင်ထင်ရတယ် နင်ပြောရီမနေရီရတာ ဟာသာပြောမှချင်းပဲတော့ဘယ်ဟုတ်ပါမလဲဒီကစားပွဲမှာသူရေလိုက်တယ်ဆိုတာကဟုတ်ပါပြီရှုံးပြီးပါတယ်ကျမရှင်ကိုချစ်ပါတယ်ရှင်ဆိုတော့အဲ့လိုဖြစ်အောင်မင်းကြိုးစားအောင်ပေါ့သူရှုံးပြီးလောက်သူချစ်လောက်မင်းကြိုးစားအောင်ဟုတ်တယ်မလား ဟုတ်တယ် မကျွန်တော်ကတက်တက်တော့ဖြစ်နေပြီ မင်းရှုံးပြီးရ ဟာဘာဖြစ်လို့ရှုံးပြရမှာလဲနေစမ်းပါဦးခင်ဗျားကဘာလို့သူများကြလေးဝင်ပါနေရ ဟာ
စီလို့ပါလို့ဝယ်ပါနေတဲ့ကိစ္စမှမဟုတ်ဘူးခရမ်းတဲ့သဘောတူတယ်ဗာလည်းမင်းသဘောမတူဘူးလားငါထွက်ပြီးရ ဟာမလို့ပါဘူးတော့ကြနေကျွန်တော်ကြောက်တယ်လို့ဖြစ်တော့ဒီနေ့ကစကားတော့တော်တော်တတ်တယ်နော်ရီးရိုက်ပါလိမ့်မရှိဘူး မင်းဘယ်လိုထင်ကောင်းလေအမိုက်ကိုစွန့်မပြေရဘူးမင်းပြစ်လိုက်တဲ့အမိုက်ထဲမှာဒီနေ့တန်မိုးကြီးတဲ့ຢာပါသွားလို့ရှိရင်မင်းငိုနေရအောင် ဟဲ့လူမသိမဟုတ်တော့ မန္တလေးသားရောက်ပါပြီဗျာပါမယ်ရ အခုမှရောက်တာလားကိုလေးမောင် ဟုတ်တယ်အခုပဲကြိုက်ဝင်ပြီးထုံးကြပြီးတော့လာပါ မင်းတဲ့သစင်ကတော့တည်ပြီးသားဒီမှာဝင်ဒါအရင်ငါအလုပ်မှာတော့အတူတူတွဲလုပ်ခဲ့တဲ့အကိုလေးကိုလေးမောင်နဲ့ကိုနိုင်ဝင်းနဲ့ငါဒီကိုရောက်နေရဲဆိုတာ Facebook မှာတင်လိုက်တော့သူတို့လည်းလာ join မယ်ဆိုပြီးရောက်လာတယ် ကျွန်တော်ဒီမောင်ဝင်းမှာတွေ့ရဝန်ပါပါ ကျွန်တော်လေးမောင်ပါလား ဒီမောင်ဝင်းပါဗျ နိုင်ဝင်ပါ ကဲပါ ကဲတော့တို့ရဲ့ပေါ်တာဖြစ်သွားပြီဆိုတော့ဟိုဘာစီစဉ်နေရှိဟိုနောက်ပြီးတော့ဘာတွေများပြောနေကြလဲ အော်အမိုက်ပြစ်တင်ခဲ့တာပို့ချနေရလေဆရာတင်မဝင်ရ အေးအမိုက်ဆိုလို့ကြာရောင်ဝင်သားတွေတိတ်မိုက်ဖြစ်တယ်ငါတို့မန္တလေးမှာမိုက်လုံးမရှိ အဲ့လိုမဟုတ်သေးပါဘူးဗျာ ဩဟုတ်ပါတယ်ရန်ကုန်သားတွေကလည်းညင်းမနေပါနဲ့ဗျာ ရန်ကုန်သားဆိုပြီးတော့လုံးမချပါနဲ့ကြာခင်ဗျားတို့ကလည်းစလာကြပြီနော်တိတ်လီကြီးရတယ်ကျွန်တော်ကလေကန်းချင်မှာအမိုက်လေးပြစ်ချမိရပါပလတ်စတစ်မိုက်လေး အဲ့ plastic အိတ်ပေါ့အဲ့ plastic အိတ်ကိုရေသရဝါတွေကအစာတင်ပြီးတော့စားမယ်နော်အဲ့ဒါမှဟိုဒုက္ခတွေပုံများမှာရန်ကုန်သားတွေရဲ့ ဟောမန်လေးသားရောလောက်ပြီ အဲ့လိုက်ခဏထားဗျာညနေကျရင်ကျွန်တော်ဘလုံးကန်ရအောင် ဟာရတယ်လေကဲမယ်လေကဲမယ် အဲဆိုရင်တော့ရန်ကုန်နဲ့မန္တလေးနဲ့တော့တွေ့ပြီပေါ့ဗျာ ဒါပဲ အာကျွန်တော်အဲ့လိုနဲ့တည်းနဲ့မနေဘူး ချက်တေးအဲ့ဒီခဏထားဒီနေ့လေးမောင်နဲ့နိုင်ဝင်းနဲ့ငါတို့နိုင်မှုအရေးကြီးတယ်မင်းနဲ့ကလည်းခဏစီးလုံးလိုက် ပင်လေကမ်းခြေကြီးကအရမ်းမဲ့အဖိုးတန်လိတ်တွေကနန်းတွေငှက်တွေရဲ့ခိုနားရလဲဖြစ်တယ်လို့တဘာပတ်ဝန်းကျင်ခေတ်စနစ်မှာလဲအရမ်းကိုအရေးကြီးအရှိတောင်အာရှရဲ့အရှိဆုံးပင်လေပြင်ကြီးမှာနှစ်တိုင်းလာပြီးပန်းဖြေရတဲ့အတွက်ကိုယ့်ကိုဂုံလဲယူမိတစ်စက်မှချစ်သူရှိလိုက်ရင် ဖေမင်းဘာမှလည်းမဆိုင်ဘူးမပြေနဲ့ညီမလေးမပြေနဲ့ ကိုလေးမောင်တို့ကဒီကိုနှစ်တိုင်းရောက်ကြရလား တနစ်ကိုနှစ်ခေါက်ရောက်ဖြစ်တယ်လေရောက်တိုင်းလည်းဒီမှာပဲတဲဖြစ်တာတီတီကိုဒီမှာပဲတဲဖို့ကိုပဲလမ်းပြလိုက်တာလေ ဟုတ်တယ်ဟိုဒီမှာကညူရီးယားဆိုလဲပျော်ဖို့အရန်ကောင်းတယ်တကြံဆိုရင်လည်းလူစီရယ်လေဟိုဒီစက်မှာချစ်သူမရှိဘူး မရှိဘူးဟမ်အကိုပဲမဖြစ်နဲ့ဆိုပြီးတော့ ဟုတ်တယ်အဲ့ကောင်ငကြောင်လေဟိုတီးရောင်မအလုပ်ထဲမှာကြောင်မို့ကြမ်းနေတာဟိုကမျက်နှာထားချေမှုတကောင်လက်မပြောရဲပဲနေတာ ဟုတ်ပါအကိုတို့ညမအရန်မျက်နှာထားကြည့်တာအခုတော့မှပဲမင်းတဲ့တင်မောင်ဝင်းတွေကဂိမ်းဆော့နေကြတာလေဒီခီးမှာတီရီကိုရီအောင်လုပ်နိုင်တဲ့သူကအနိုင်ဆိုပြီးတော့ ဟိုဒါဆိုရင်တော့မင်းတက်ပဲနိုင်မှာဗောဟို तू ကသူ့ယောက်ျားစကားပြောနေတော့မှပြုံးပြီးကြည့်နေတာဟိုတော်တော်လေးချစ်တာဟာမင်းတက်ကိုအော်ဒါနဲ့အခုလေကိုတင်မောင်ဝင်းကိုမြင်ဘူးနေတယ်သိလားဟဲ့လူတွေဘောလုံးကယ်ပဲလေဗျာ အေးနောက်နိုင်ခွင့်နေကမ်းခြေမှာသုံးမယ် โอเค နေဟုတ် โอเค နေဟုတ် ဟာ
Okay နေအို နေအောင်ဟမ်ကြာလို့ပါကွာတခါတည်းအကုန်ထဲလိုက်ကြာလို့အကုန်ထဲလိုက် ဘင်္ဂလားပင်လယ်အော်ကြီးရဲ့ရင်ခွင်ထဲက15ကီလိုမီတာလောက်ရှည်လျားရဲ့မြမကမ်းခြေတစ်ခုမှာအခုလိုဘောလုံးကန်ကြမဲ့အချိန်မှာတယောက်နဲ့တယောက်အားကစားစိတ်ဓာတ်အပြည့်နဲ့ကစားကြဖို့ပထမဦးဆုံးတိုက်တွန်းချင်ပါတယ်ဟာမိမိရဲ့ဘောလုံးစွမ်းရည်ကိုပဲပြသရမှာဖြစ်ပြီးတော့တယောက်နဲ့တယောက်ထိခိုက်ဒဏ်ရာရရှိမှုမရှိအောင်လဲအထူးပြုပြရမှာဖြစ်ပါတယ်မမီတလောက်ပြောရမယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်လောက်က တော်တော့ပါပြီအဲ့ဒါဆိုရပါပြီဗျ ဒီနေ့ကန်အောင်မလားခရင် Hey! မေဘာလဲပေါ်နေလာဒီကိုပြလာ ကိုရလက်ကိုရောတိကြရဲ့လား စကေးပိုင်းကိုအဓိကထားနေတော့ကိုရလက်မသိလိုက်ဘူး တိတ်ဆန်းရှောက်ပြောမနေနဲ့ဒီလောက်ချင်းချင်းချနေမှာတော့ဘလို့လို့ဂိုးမှာလဲဘောလုံးလည်းတယောက်မှမထိကြအောင်ဟိုမဲ့ဘောလုံးလည်းကြည့်လာ အော်အေးအဲ့ဒါမှငါဘောလုံးရှာမတွေ့တာ ဘောလုံးဟိုဘက်ရောက်သွား အဲ့ဒါပါသေးနေ ဒီလောက်ထားတာလေကွာမင်းကလည်း အဘောပြပါတော့ရ ဒါငါညမဝင်ဝင်ဆိုင်ငယ်မ ဟုတ်ကိုကြီး ဆိုင်ဒီနေ့မှပြန်ထွက်တာလား ဟုတ်ကိုကြီး ဘာဖြစ်လဲရီးစားပူမိနေလို့ဆို အာမဟုတ်တာကိုကြီးလူများမှတ်နေတာမသိဘူး ကိုတင်ပဝင်းရန်ကုန်ဘယ်နားမှာနေရ ကျွန်တော်မြို့ရဲက36လမ်းမှာနေရ The Sandia man can be the tight day Below be we bien le me Nita dia and some be the be la ye Yeneti yau be ma na che Titania she Dikana di the yue Dilo ne Tamalo chin